လာပါဒီနေ့ကတော့ကျဲပစုံဟင်းနဲ့ထမင်းစားမယ်ဒါကတော့ကျဲတို့ Costco ကဝယ်လာတဲ့ပစုံပါဒါခေါင်းတွေပါပါတယ်ပစုံအကောင်20အခုကတော့ပစုံနေအားလုံးကတန့်စီပြီးသွားเนาะအထဲကိုနှပ်ဖို့စနင်းထည့်မယ်ပစုံကကြောခွဲထားတယ်ထဲကချီးလေးထုတ်ထားဒီစားလေးနဲ့ထည့်မယ်ပြီးအချုံမိုးကြရင်တော့ချုံမိုးလေးနဲ့ထည့်ပါเนาะအဲ့လေးကိုနှစ်ထားမယ်နေပြီးတော့ကျတော့ဒီဘီခင်းနေတယ်ဒါကတော့ဟိုနေ့ကဝယ်လာတဲ့အစိမ်းမြင်လေးပါပစုံဟင်းမှာခတ်ဖို့အစိမ်းလေးတွေဟိုဝေးနေတာပဲနဲ့နေကြီးတဲ့ဟာတွေယူမယ်ဟုတ်စီတဲ့ကိုချက်သွန်ချွေမိထည့်ပြီးစီတက်မယ်နေ့ညကျတော့ကျတော့ချက်သွန်ညထည့်ရတယ်စနင်းထည့်မယ်ရုပ်သီးစိတ်မှုတ်ထည့်မယ်ချက်သွန်ချက်ခံနေပြီဆိုလို့ရှိရင်စိတ်ထားရဲ့ခင်းထည့်မယ်ဒီအထက်ကိုစားထည့်မယ်ဒီချုံမို့လို့ချက်မို့ကတော့ကြိုက်လို့ရှိရင်နဲ့ထည့်ပါနော်ပြီးရင်နောက်ကမြားကြီးထည့်မယ်ဒီလေးနဲ့ထည့်ပြီးတော့နှစ်ပြန်ချက်မယ်ချက်သွန်လေးရောခင်းလေးရောအကုန်လုံးကြောက်သွားတဲ့အထိချက်မယ်အနည်းတည်းကုန်ကြည့်ပြီဆိုလို့ရှိရင်စွန်ထည့်တော့မယ်ထည့်ပြီနော်ဖုန်းလေးပိတ်ထားပြီပစုံကကြက်တာတော့မြင်တယ်ခဏလေးနဲ့ကြက်တာပြီးအပေါ်ကနေမဆလာအုပ်မယ်ပြီးနောက်ဆုံးခုနရတဲ့ပင်စိမ်းလေးတွေထည့်မယ်ပင်စိမ်းတွေပို့လိုက်မှာနော်ပုံကနေပြီးတော့အိုးအနေနဲ့မွေးလာပင်စိမ်းတွေနဲ့အိုးထိုးပြီးတော့ကဲပြီးရင်တော့ပစုံဟင်းရပါပြီတော့ပန်းလေးလေးချက်ပါမယ်စစ်တုံးပြူမျိုးဆင်းလေးနဲ့စီတက်မယ်စစ်တုံးလေးနဲ့နှုတ်မိဆိုလို့ရှိရင်ပဲထည့်မယ်ဒါတော့ရေချိုစိန်တာပေါ့နော်ဒီဟာလေးပါပဲလေးပါစီတက်မယ်စီတက်ပြီးဒီလေးထည့်မယ်အထက်ကိုရတာထည့်မယ်စားရယ်ပြီးရင်တခြားရယ်ထည့်မယ်ပဲနေလေးချက်ပြီးဆိုရင်ဟေးရပါပြီဆိုဟင်းလေးရယ်ဒါကြတော့ပဲနေလေးဟင်းရယ်ပြင်ထားတော့ပူစီနန်နဲ့ပါတီးရအခွားသေးပါကဲစားမယ်ဆိုရင်အနစ်ကတော့မများပါဒီမှာဒီနေ့ကတော့ပစုံအခွန်လေးနဲ့စားချင်လို့အခွန်လေးနဲ့ချက်တာလည်းမခွာပဲနဲ့စွန်ကောင်းစားရရင်ကြနေပြီအနေနဲ့ဒီမှာဗီယက်နမ်ပစုံ
တော့အနှစ်ကကြာလေအဲ့လိုချစ်တီးဆိုင်နေမှာလေခနန်းဟင်းအနှစ်လိုမျိုးပဲမရတာကြာပစုံဆိုလို့ရှိရင်အဲ့လိုချက်တာတဲ့ရိုးအခုချုပ်ပြချက်တာလေလို့အခုလေးနဲ့ပို့ကြပါဆိုတော့အဲ့ဆိုအထက်ကပို့ပြီးတော့ဒါအိတ်လိုပဲ不是呢，不是这个脸贵了，ข้าวปอดလေးပါဆိုင်လိုပဲလေရိုးအခွန်ချွတ်ထားတာပြုတ်တာနဲ့အခွန်လေးကိုပြုတ်တာနဲ့ဆိုရင်အခွန်လေးပြုတ်တာပိုမှုရည်ပိုစားလို့ကောင်း ပြီးရင်ခွန်ခွာမှမထူပါဘူး ဟုတ်အထက်ကပိုအိလိုပဲလို့ဆိုဟုတ်အဲ့ပန်းနေဟင်းကြောင်လေတခြားကြီးထဲမှာပုံပြတော့တောက်လို့ကောင်းလို့ပဲအဲ့ဒီများနေဆိုတော့ဒီနှစ်ကပစုံနေမို့ခဏမှချက်လို့ကောင်းနော်ခဏနဲ့ချက်လိုက်တော့လိုက်နော်မပစုံအခုမချွတ်လေဒီရင်တော့ချက်လို့ရပါတယ်ဒါပေမဲ့အခုကတော်တော်လေးအိလိုပဲထဲမှာအခုလေးချိုင်းမှာတော့အိတယ်不是都是带着的。不是不会的呗。嗯。